ရှင်သိန်း20ဝန်းကျင်ပေါ့နော်စိန်လက်စွပ်လေးတွေလိုချင်နေဆိုရင်ဒီလက်စွပ်လေးရပါတယ်ရှင်ဒါလေးကလက်တိုင်းလေးက7330ပေါ့နော်30စနစ်73လက်တိုင်းလေး install ရှိပါမယ်ရှင်ဈေးလေးက320ပါဒါလေးကလက်ယိုကိုရွှေရောင်လေးအဖြူလေးခတ်ထားပေးတဲ့ဒီဇိုင်းလေးပါဒါလေးကလက်ယိုကိုရွှေရောင်ပြန်မှုတ်ထားပေးတဲ့ဒီဇိုင်းလေးပါရှင်အဲ့လိုဆိုတော့ကိုကအဖြူလေးမကြိုက်ဘူးရွှေရောင်ကြိုက်တယ်ဆိုလဲရွှေရောင်လေးပြန်မှုတ်ပေးလို့ရပါတယ်ရှင်ဒါလေးဒါပေမဲ့အိုးလေးကတော့အမတို့ကတော့အဖြူလေးထားပေးရနော်ဘာလို့ဆက်ဖြတ်လေးလေးပါတာဆိုတော့လေသူလေးကတော့အိုးလေးကိုတော့အဖြူလေးထားပေးရလက်ယိုကိုတော့ရွှေရောင်ပြောင်းချင်တယ်ဆိုပြန်ပြောင်းပေးလို့ရပါတယ်ရှင်ဒါလေးကတော့ဒီဇိုင်းနောက်တစ်မျိုးလေးဒီဇိုင်းနည်းနည်းလေးခက်စစ်စစ်လေးပေါ့နော်ဒါလေးလည်းရပါမယ်ရှင်ဒါလေးက23သိန်း5000ပါရှင်သူလေးကလက်တိုင်းကလက်တိုင်းလေးကတော့73တကွင်း install ရှိပါမယ်ရှင်ဒါလေးက320ပါဒါလေးက23သိန်း5000ပါရှင်ဒါလေးကတော့လက်ရှိဈေးလေးပါရှင်